VK အကောင့်တော့ခတ်နီကိုသုံးနေတဲ့ VK အကောင့်ကိုတခြားလူတွေယူပြီးတော့အသုံးပြုလို့မရအောင်တော့ခတ်တဲ့နည်းလမ်းလေးကိုမျှဝေပေးပါမယ်ကိုယ့်ရဲ့ဖုန်းကိုတငယ်ချင်းကိုပေးလိုက်မယ်ဆိုရင်တော့မှတငယ်ချင်းကကိုယ့်ရဲ့ဖုန်းကိုယူပြီးတော့ VK ကိုဝင်လိုက်မယ်ဆိုရင်တော့အခုလိုမျိုးတော့လေခတ်ထားမှာဖြစ်တဲ့အတွက်သူကလုံးဝဝင်သုံးလို့မရပါဘူးကိုက password ပေးလိုက်မှသူသုံးလို့ရမှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကိုယ့်ရဲ့ VK အကောင့်ကိုဒီလိုမျိုးတော့ဘယ်လိုခတ်ရမလဲဆိုတာလေးကိုမျှဝေပေးပါမယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ပထမဦးဆုံး VK ကိုဝင်လိုက်ပါရောက်ပြီဆိုရင်ကျွန်တော်တို့မြင်းချောင်းသုံးခုနေရာကိုနှိပ်ရပါမယ်တစ်ချက်နှိပ်လိုက်ပါ setting ဆိုတဲ့ဒီနေရာလေးကိုနှိပ်လိုက်ပါဒီနေရာကိုရောက်ရင်တော့ add setting ဆိုတဲ့ဒီစာကိုနှိပ်ပါဒီနေရာကိုရောက်ရင်တော့အပေါ်ဆုံးက passcode fingerprint ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီလိုပေါ်ရင်တော့ create passcode ဆိုတဲ့ဒီစာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာတော့ကျွန်တော်တို့ password နံပါတ်၄လုံးထည့်ပေးရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကိုအသုံးပြုခြင်းတဲ့ password နံပါတ်၄လုံးကိုထည့်ပေးလိုက်ပါထည့်ထားတဲ့ password နံပါတ်၄လုံးကိုတော့မှတ်မိပါစေမမှတ်မိရင်တော့ကိုယ်တိုင်မှာပြန်ဝင်လို့မရပါဘူးဒါကြောင့်အတွက်ကိုအသုံးပြုခြင်းတဲ့ password ကိုထည့်ပေးလိုက်ပါထည့်ပြီးသွားရင်တည်တည်ချာချာမှတ်ထားပါပထမတစ်ချိန် password ထည့်လုပ်ပြီးသွားရင်တော့ဒုတိယတစ်ချိန်ခုနက12345ပေးတယ်ဆိုရင်ဥပမာအနေနဲ့1234ကိုဒုတိယတစ်ချိန်ထပ်ပေးပါခုနကပေးခဲ့တဲ့အတိုင်းနံပါတ်ကိုပြန်ပြီးတော့နောက်တစ်ချိန်ထည့်ပေးလိုက်ပါနှစ်ချိန်ထည့်လုပ်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာသူက fingerprint တွေဒီမျက်လုံး scan တွေ face ID တွေထည့်ကျင်လာပါတော့ကျွန်တော်ကတော့လုံးဝဒါလေးကိုအသုံးမပြုခြင်းတဲ့အတွက် skip ကိုပဲနှိပ်လိုက်မယ် password ပဲအသုံးပြုပါမယ်အောက်က skip ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါမယ်ဒီနေရာကိုရောက်ရင်တော့ခတ်တဲ့အချိန်ကိုသတ်မှတ်လို့ရပါသေးတယ်log at 1 minimize ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တော့ခတ်တဲ့အချိန်ကစိတ်ကြိုက်ချက်ချင်းတော့ခတ်မလား10မိနစ်အကြာမှာတော့ခတ်မလား5မိနစ်အကြာမှာတော့ခတ်မလားမိနစ်30အကြာမှာတော့ခတ်မလားအထက်ကနေပြီးတော့ထွက်ပြီးပြန်ဝင်တာနဲ့တော့ခတ်တာမျိုးလိုချင်တော့အပေါ်ဆုံးက immediately ဆိုတာလေးကိုတစ်ချက်ရွေးချယ်ပြီးတော့နှိပ်ပေးလိုက်ပါ log at 1 minimize ဆိုတဲ့ဒီဘေးနားမှာ immediately ဆိုတာလေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ VK အကောင့်ကိုကိုယ်တိုင်ကလွယ်ပြီးတော့တခြားဘယ်သူမှကိုယ့်ရဲ့ဖုန်းယူသုံးမယ်ဆိုရင်တော့မှဝင်ပြီးတော့အသုံးပြုလို့မရတာပါဘူးကိုယ်တိုင်တော့မှပဲမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ password ကိုမှတ်မိမှဝင်လို့ရမှာเนาะမမှတ်မိဘူးဆိုရင်တော့ဖြတ်ပြီးတော့အကောင့်ကိုဒုတိယတစ်ချိန် login ပြန်ဝင်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ VK အကောင့်ကိုတခြားလူတွေဝင်သုံးလို့မရအောင်အခုလိုမျိုးတော့ခတ်တဲ့နည်းလမ်းလေးကိုရှားသွားပြီဖြစ်ပါတယ်ခင်ဗျာ